เคကားတစ်စီးလာပြတယ်ဒီကားရဲ့ယောဂကဗါလဲဆိုတော့ကားလေမထွက်လာအောင်ဖန်ပဲကျေသွားတယ်လေမထွက်လာအောင်ဒီကားမှာဖစ်တာမပါဘူးအဲ့တော့စာပစင်လောက်မှာကားမအေးရမဟုတ်အေးတယ်စိမ့်နေတာထွက်လာလေလေးကစိမ့်နေတာလေမထွက်ပါဘူးအဲ့တော့စာပစင်လောက်မယ်အကုန်လုံးဖြုတ်ချမယ်စေးကြောမယ်ကောင်းတာတွေကုန်ပြန်တက်မယ်ကောင်းပါပါဒီကကုန်ကောင်းတော့ပါတယ်ဟောကြောလေးပဲရှိပါသေးတယ်ကြောလေးကြောလေးအဲ့တော့ဖြုတ်ပါမယ်ကားလှည့်ပါမယ်ဟောကြောလေးပြီးတော့အေးကားယူထားပြီဆိုရင်အကုန်လုံးစစ်ဆေးရပါလေမထွက်လို့လေထွက်ရင်ပြီးပြီကားအဲ့လေမထွက်တဲ့ပြဿနာဘယ်ကစလဲဆိုတော့အဲကွန်မောင်းပါအဲကွန်ဖွင့်ပြီးတော့မောင်းကြောက်သွားတာနဲ့တန်းပြီးတော့အဲကွန်ပိတ်ဆက်တက်အဲ့တော့ဒီကွန်ကြီးခဲနေတော့အဲ့ခဲနေရေခဲတွေကပျော်ကြတယ်ဒါပေမဲ့အများကြီးမပျော်ကြဘဲနဲ့စုနဲ့ချွဲတွေပြည့်ပြီးတော့အမိုက်တွေကတ်ပြီးတော့ပိတ်တော့အဲ့တော့မောင်းပါကိုသွားမဲ့နေရာရောက်ခံဒီ10မိနစ်2မိနစ်လိုကြာရင်သူတို့ AC ကိုပိတ်လိုက်ပိတ်ဖန်ကိုဖွင့်တာအဲ့တိုင်းမောင်းပါအဲ့နေရာရောက်ဆက်တက်လိုက်ဒါဆိုအေးကွန်မှာခဲနေရေခဲတွေကအကုန်ပျော်ကြသွားမယ်ပျော်ကြသွားတော့အေးကွန်တန့်ရှင်းသွားမယ်အဲ့တော့မောင်းသွားပြီးရောက်ခံနေကြရင် AC ပိတ်လိုက်ပါဂိတ်ပြုတ်ပြီးအဖေရောက်ကားလှည့်ရကျိတ်ကောက်ဂိတ်ပြုတ်ပြီးကားလှည့်မယ်ကောင်းရတယ်ကျန်လေးရပုံမှာတလုံးချစ်လေရောင်ဟိုအထိုင်မချွတ်ရသေးဘူးနော်ကွာချွတ်မနေနဲ့ရရင်တော့တည်တယ်အဲကြောင်အောင်တလုံးတော့ခြံတာအောင်ပြီးမှတလုံးခြံတာလေးဝါရတို့ဖယ်ပြီးတော့ဘလော့မော်တာရင်ချွတ်ထုတ်လိုက်ပြင်မှာတန်ရှင်းလေးပါရင်လောက်အောင်ကဖြည်းဖြည်းချင်းပဲပေါက်ထားဒီကအကုန်ကောင်းတယ်အဲ့ရေခက်ခဲနေရမှာဖြော်ချတော့ကြာလာတော့လေချောင်းတွေပိတ်သွားလေချောင်းပိတ်ကလေမထွက်တော့အေးတယ်ကမအေးတာလည်းမဟုတ်ကက်လည်းရှိရအဲ့လိုအကုန်လုံးဖြုတ်ပြီးစာပစင်လုပ်ပေးရတော့ဖြည်းဖြည်း